မရက်မနာဖြစ်နေတဲ့ကြိုထိုးခြင်းကိုဘယ်လိုဖြေရှင်းမလဲရက်လို့မရအောင်ကြိုထိုးနေတာမျိုးဖြစ်ဖူးကြတယ်မဟုတ်လားတကယ်တော့ဒါဟာတင့်ကိုအသက်ရှူဖို့ကူညီပေးတဲ့ဝမ်းပိုင်နဲ့ရင်ဘတ်ကြားကကြွက်သား diaphragm ကထိန်းချုပ်မရပဲစက္ကနဲလှုပ်ရှားနေတာကြောင့်ဖြစ်ပါတယ်ဒါကိုဖြေရှင်းဖို့အတွက်လေကိုအဝါရှူသွင်းပြီးအောင်ထားပါပြီးနောက်တသွေးကို3ချိန်ဆက်တိုက်မြုပ်ချပါဒါနဲ့မှအစင်မပြေသေးရင်လေချောင်းကိုအနားရစေဖို့အတွက်ရေအေးကိုတမြုံချင်းဖြည်းဖြည်းချင်းတောက်ပေးပါဒါမှမဟုတ်အာယုံကြောစနစ်ကိုပြန်လဲထိန်းညှိဖို့အတွက်လေယာကိုတစ်ချက်နှစ်ချက်ခန့်ညင်းသားစွာဆွဲထုတ်ပေးပါဒီလိုရိုးရှင်းတဲ့လှုပ်ရှားမှုတွေကတင့်ရဲ့အာယုံကြောစနစ်ကိုပြန်လဲထိန်းညှိပေးပြီးကြိုထိုးတာကိုရပ်တန့်ထွားစေမှာဖြစ်ပါတယ်နောက်တစ်ခါကြိုထိုးတဲ့အခါအတင်းအကျပ်မအောင်ထားပဲဒီလိုနီးလန်းလေးတွေနဲ့အေးအေးဆေးလေးပဲဖြည့်ရှင်းလိုက်ပါနော်